အားလုံးပဲမင်္ဂလာပါခင်ဗျလက်ကြီးတို့ဒီ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျ19ရက်12လ2025တောက်ကြနေ့ပေါ့နော်19ရက်နေ့တောက်ကြနေ့ပေါ့ဟုတ်ပါတယ်တောက်ကြနေ့နော်တောက်ကြနေ့အတွက်အပိတ်နေ့အတွက်ကျွန်တော်ဒုတိလေးကိုတွဲပြပေးတော့မယ်ခင်ဗျပထမဆုံးကျွန်တော်တို့12နိုင်10မိနစ်အတွက်ပထမဆုံးထိပ်စီးပိုင်းကိုကျွန်တော်တို့ကြည့်မယ်နော်ပထမဆုံးထိပ်စီးပိုင်းလေးဟာကျွန်တော်ဘာဖြစ်မလဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းခင်ဗျနော်ည1နဲ့5ပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့800ပါဝါက3ဟုတ်ပြီနော်8ပါဝါ3ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြန်ပြီလဲဆိုတော့ဒီမှာ3ထိပ်စီထွက်သွားပြန်ခင်ဗျနော်1 5နဲ့ပေါင်းခြင်းက8ပါဝါ3ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်အဲ့ဒီတိုင်းပဲနောက်တစ်ခုကလည်း1ရယ်5ရယ်2ရယ်ပဲခင်ဗျနော်အဲ့ဒီတိုင်းပဲပေါင်းမှကျွန်တော်8ပါပဲခင်ဗျ8ရယ်ပါဝါကလည်း3ပဲခင်ဗျ3ဆိုတော့ဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားပြန်ပြီလဲ3ထိပ်စီပဲဟုတ်ပြီနော်3ထိပ်စီပဲထွက်လာပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အပိတ်နေ19ရက်နေ12နာရီ10မိနစ်မှာကျွန်တော်တို့ပိတ်နိုင်နော်ထိပ်စီရတော့ဒီ3လုံးပေါင်းခြင်းပေါ့ခင်ဗျနော်9ရက်9ရက်9ရက်ဒီ3လုံးပေါင်းခြင်းကကျွန်တော်တို့16ဆိုတော့9ရက်ပါဝါကကျွန်တော်2ရပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့2ကြလုံးကျွန်တော်တို့ဘိုင်းရပြီခင်ဗျနော်2ကြလုံးရှင်းလာပါပြီဒါကကျွန်တော်တို့19ရက်နေ့12နိုင်10မိနစ်တဲ့ထိပ်စီပိုင်းလေး2ရလာပါပြီခင်ဗျနော်အခုအပိတ်ကနန်းလေးကိုကျွန်တော်စပြမယ်ဟုတ်ပြီနော်အပိတ်ကနန်းလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကနန်းလေးဟာ3 4လုံးပေါင်းခြင်းဟုတ်ပြီဒီမှာကျွန်တော်တို့ဒီကများထိုးလိုက်တယ်8ရက်1ရက်နော်8ရက်1ရက်ဒီက2ရက်ဟုတ်ပြီ9ရက်9ရက်ဟုတ်ပြီနော်8 1 2 9ခွန်ပေါင်းခြင်းဟုတ်ပါတယ်ခင်ဗျာနော်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးပေါင်းခြင်း5လုံးပေါင်းခြင်းမှာကျွန်တော်တို့တွက်မယ်ဆိုရင်8နဲ့2နဲ့ပေါင်းတော့10 9နဲ့1နဲ့ပေါင်းတော့10 20 20နဲ့9ပေါ့နော်9ရဲ့ကျွန်တော်နှစ်ခက်က3ညဟုတ်ပြီနော်8နဲ့1နဲ့ပေါင်းတော့9ဟုတ်ပြီနော်9နဲ့2နဲ့ပေါင်းတော့17 9နဲ့ပေါင်းတော့20 20နဲ့9ရဲ့နှစ်ခက်က3ညဟုတ်ပြီ3ညဆိုတော့ဒီမှာကျွန်တော်တို့အပိတ်3ညထွက်သွားပြီနော်3 3ညထွက်သွားတယ်ဟုတ်ပြီနော်3 3ညထွက်သွားပါတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကြတော့ကျွန်တော်ဒီမှာ3 1 3 3 3ညဟုတ်ပြီနော်3 1 3 3 3ညဆိုရင်3 3လီ9 1နဲ့ပေါင်းတော့10တော့3ညနော်3ညရဲ့နှစ်ခက်က9ဒီမှာကြော်တော့ဘာဖြစ်လဲ9အပိတ်နဲ့30ခွန်ထွက်လာတယ်ဟုတ်နော်30ခွန်ထွက်သွားပါတယ်ဒါကြောင့်မို့12နာရီကျွန်တော်19ရက်နေ့အပိတ်နေ့12နာရီ10မိနစ်မှာကျွန်တော်တို့ပိတ်နိုင်တဲ့ကဏ္ဍကတော့ဒီ9လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်းမှာ9နဲ့14 6နဲ့ပေါင်းတော့20 25 29 29ဆိုတော့9ရက်နဲ့ခက်ကကျွန်တော်6လာ6ဆိုတော့ကျွန်တော်6လက်ပိတ်မယ်26ဟုတ်ပြီနော်26ဒါကတော့ကျွန်တော်တို့12နာရီ10မိနစ်အတွက်ဟုတ်ပြီနော်12နာရီ10မိနစ်အတွက်19ရက်နေ့12နာရီ10မိနစ်အတွက်တောက်ကြနေ့မနက်ပိုင်းအတွက်ပေါ့ခင်ဗျာနော်26တပတ်လိုက်လေးကျွန်တော်ရတာပါပြီအခုကျွန်တော်ညနေ4နာရီခွဲအတွက်ပြပေးပါမယ်19ရက်နေ့ညနေ4နာရီခွဲမှာဘာကနန်းနေထွက်လာမလဲဆိုတော့ကျွန်တော်စပြပေးမယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းကိုစကြည့်ပေးပါမယ်ဟုတ်ပြီနော်ပထမဆုံးထိပ်စီးပိုင်းလေးကိုစကြည့်မယ်ဆိုရင်ကျွန်တော်ဘာနဲ့ပေါင်းမလဲဆိုတော့ဒီနှလုံးပေါင်းခြင်းဟုတ်ပြီနော်ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းက900တယ်9နဲ့2နဲ့ပေါင်းတော့900ဟုတ်ပြီနော်9နဲ့2နဲ့ပေါင်းတော့900ပါနော်ဒီနှလုံးပေါင်းခြင်းကကျွန်တော်9နော်9ဆိုတော့9ရဲ့ကျွန်တော်ပါဝါက4 9ပါဝါ4တော့ဒီမှာကျွန်တော်4ထိပ်စီထွက်သွားပြီဟုတ်နော်2နဲ့9နဲ့ပေါင်းခြင်းက9ရဲ့ပါဝါ4ထိပ်စီနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဒီမှာလည်းကျွန်တော်တို့3 3ညပေါင်းခြင်းက3ရဲ့ပါဝါက8ဒီမှာကျွန်တော်8ထိပ်စီထွက်လာပြီဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ဒီမှာ9နဲ့14 4ရဲ့ပါဝါက9နော်ဒါကြောင့်မို့ကျွန်တော်ညနေပိုင်းကို9ထိပ်စီရပြီခင်ဗျဟုတ်ပြီနော်9ထိပ်စီလေးပါနော်9ထိပ်စီရပြီအပိတ်ကိုကျွန်တော်ဆက်ကြည့်မယ်ညနေ4နာရီခွဲအတွက်19ရက်နေ့ညနေ4နာရီခွဲမှာကျွန်တော်တို့ပိတ်နိုင်ကြီးရှိတဲ့ကဏ္ဍလေးကိုဆက်ကြည့်မယ်နော်9ပိတ်ထားတဲ့အတွက်ကျွန်တော်တို့9ပြောင်းတွက်ရမှာပေါ့နော်9ပိတ်တဲ့အတွက်
ဟုတ်ပြီဒီမှာကျတော့8ရဲ့2ရဲ့ပြီးတော့ဒီက9ရဲ့ဒီက9ရဲ့ဟုတ်ပြီနော်ဒီမှာဆိုရင်10 19 24 4ရဲ့ပါဝါက9ဒီမှာကျော်တော့9အပိတ်ထွက်သွားပြီဟုတ်ပြီနော်ထိပ်စီးကဒီနှလုံးပေါင်းခြင်းက9ရဲ့ပါဝါ4အပိတ်ကြတော့ဒီ4လုံးပေါင်းခြင်းကဒီမှာဆိုရင်10 19 24 4ရဲ့ပါဝါ9 49ထွက်လာတယ်နောက်တစ်ခုဒီမှာ3 8 2 3ညပေါင်းခြင်း4လုံးပေါင်းခြင်းဒီမှာ8 10 3ညနဲ့ပေါင်းတော့10 3ညရဲ့ပါဝါက9ဒီမှာကျွန်တော်9အပိတ်ထွက်သွားတယ်ဟုတ်ပြီနော်85ဆိုပြီးထွက်လာပါတယ်ဒါကြောင့်မို့19ရက်နေ့ညနေ4နာရီခွဲမှာကျွန်တော်ဒီက4ခွန်5 5ပေါင်းခြင်း9 10 10ခွန်21 1ရဲ့ပါဝါက6 1ပါဝါ6ဆိုတော့ကျွန်တော်တို့ဘာရပြီလဲ6အပိတ်နဲ့နော်1ပါဝါ6 6အပိတ်နဲ့96ဆိုပြီးတော့ထွက်လာပါတယ်ခင်ဗျဒါကတော့ကျွန်တော်19ရက်နေ့မှာရှင်းလာခဲ့တဲ့နော်20တိုင်းရှင်းခဲ့တဲ့26 96 6အပိတ်နဲ့တော့ကျွန်တော်တို့ဒဲထိုးလို့ရပါပြီအဲ့ဒီထဲမှာကျွန်တော်အခုရေးပြပါမယ်နော်အရန်ကွက်လေးရေးပေးမယ်ပေါ့ခင်ဗျအရန်ကွက်လေးကြတော့9ရဲ့ပါဝါ2 9ရဲ့နက်ခတ်က3ည9ရဲ့နက်ခတ်က6 9ရဲ့ပါဝါ4 4ရဲ့ပါဝါကို4ရဲ့နက်ခတ်က2 1ရဲ့နက်ခတ်ကတော့8ဒီမှာဆိုရင်ကျွန်တော်တွဲမယ်ဆိုရင်ခွန်9ခွန်6ခွန်4ဟုတ်ပြီ2 9 2 6 2 4 3 9 3 6 3 4ဒါလည်းအရန်လေးပေါ့နော်ပြီးရင်41 46 48 91 96ကဒီမှာ98 21 26 28ဟုတ်ပြီနော်ဒါလေးတွေကကျွန်တော်တို့ကတွက်နီတိုင်းကြားခဲ့တဲ့ကဏ္ဍလေးတွေပါမနက်ထိပ်စီနဲ့ညနေအပိတ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ6အပိတ်နဲ့နှစ်ခုလုံး6အပိတ်နဲ့ဆိုတော့ကျွန်တော်တို့6ပိတ်ကိုဒါလိုက်ကစ်လို့ရပြီခင်ဗျနော်နှစ်ကိုလည်းထိုးခြင်းနဲ့ထိုးလို့ရတယ်ထိပ်စီနဲ့ခါနဲ့ထွက်တက်လို့ပြောတာနော်နှစ်ကိုဟုတ်ပြီနော်နှစ်ကိုအပူးဆိုရင်66ထိုးပါခင်ဗျဟုတ်ပြီနော်အပူးဆိုရင်66ထိုးပါနော်အပူးဆိုရင်66ထိုးပါ2696ကကျွန်တော်တို့ main ကဏ္ဍပါဒါကတော့ main ကဏ္ဍလေးပေါ့နော်ဒါလေးတွေရောအရန်ပေးပါနော်ဒါလေးတွေအရန်ပေးပါ main ကဏ္ဍ2696ဟုတ်ပြီနော်ဒီမှာလေးတွေလည်းထိုးလို့မိမိတို့ရွေးပြီးထိုးလို့ရပါတယ်အားလုံးပဲကျွန်တော်တို့အပိတ်နေ့မှာအားလုံးကန်ကောင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ